ကဲဘီမီရဲ့ triple make ရဲ့ number 1 2 3အကုန်လုံးကတော့ stock out သွားပါပြီအဲ့တော့ဘာလေးရမလဲဆိုရင်တော့ Dora ရဲ့ရွှေ makeup ပေါ့နော် Go and Glow Skin Foundation လေးတော့ရပါအောင်မယ်เนาะဘီမီကိုမသုံးလိုက်ရတဲ့သူလေးက Dora ကိုသုံးဖို့အတွက်ထပ်ပြီးတော့ညွှန်းပါမယ်အခုဒါဆိုလို့ရှိရင်အားလုံးပဲတောင်းတနေကြတဲ့ number 2က Dora မှာရှိပါတယ်အဲ့တော့ Dora number 2ကိုလည်းနင်းနေစမ်းပြီးတော့လိမ့်ပြပါမယ်အရန်လိမ့်ရလွယ်ကူတော့ပဲเนาะအခုဒီမှာကြည့်ကဲပေါ့ပါပဲအောက်မှာ skin care နဲ့sunscreen အဆင့်ထိလိမ့်ထားပြီပေါ့နော်ဘူးကအစ်စ်မို့လို့ညှစ်ရတယ်ကွယ်နော်ဒီမှာကြည့်ပေါ့ပါပဲလိမ့်ပြမယ်အရန်လိမ့်လို့ကောင်းတယ်လိမ့်ရလွယ်ကူရဲဆွဲရလဲလွယ်ကူတယ်အခုဒီမှာကြည့် spot လေးနဲ့ဒါကတော့နံပါတ်1ပါရှင်သူကရွှေ makeup ဆိုတဲ့အတိုင်းပဲနည်းနည်းနဲသွားတယ်ပေါ့နော်နဲသွားဆိုဒီပဲပါပြင်ွားယူလိုက်မယ်သူကတော့ Go and Glow လို့ခေါ်တဲ့ရွှေ makeup ဆိုတဲ့အတိုင်းပဲရွှေလိုပဲအရောင်လေးဝင်းမယ် makeup သားလုံးဝမပြရပါဘူးရှင်ဒီမှာဆွဲရလဲလွယ်ကူတယ်မျက်နှာပေါ်မှာရှိတဲ့အပြည့်အနာစာတွေကိုလည်းပပကြည်ကြည်လေးနဲ့ဖုံးအုပ်ပေးနိုင်ပါတယ် makeup သားလည်းလုံးဝမထူပါဘူးBB နဲ့ texture တူလားဆိုလို့ရှင်တော့ a little လေးကွာပါတယ်နော်အဲ့တော့နေကနောက်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုထပ်ပြီးတော့ဘလန်ပါမယ်ဒီမှာကြည့်လိုက်ပပလေးလိမ့်အောင်နဲ့မျက်နှာပေါ်မှာရှိတဲ့အပြည့်အနာစာတွေကိုပပကြည်ကြည်လေးနဲ့ဖုံးအုပ်ပေးတယ်သူ့ရဲ့ makeup ကလည်း Go and Glow ဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုး glow ပပကြည်ကြည်လေးနဲ့ glow နေမှာပဲဖြစ်ပါတယ်အဲ့တော့ထူထူလေးလိမ့်ရကြိုက်တဲ့သူကတော့ထူထူလေးလိမ့်မယ်ပပလေးလိမ့်ရကြိုက်တဲ့သူကတော့ပပလေးလိမ့်မယ်ပေါ့နော်အဲ့တော့နင်းရဟိုဘက်နဲ့ဒီဘက်နဲ့ညီအောင်နည်းနည်းလေးတော့ထပ်ထည့်လိုက်မယ်ပေါ့နော်နည်းနည်းပပပေါ့နော်ဒီမှာကြည့်လိမ့်ရအရန်လွယ်ကူတော့ပဲနော်လုံးဝဆွဲပြီးတော့လိမ့်စရာမလိုဘူးအခုလိုမျိုးရေစွတ်ထားတဲ့ဖောက်ဥလေးနဲ့ပဲအခုလိုမျိုးလေးပုတ်ပြီးတော့လိမ့်ပေးရုံပါပဲကဲခုဒါဆိုလို့ရှင်တော့နေနေရမျက်နှာတစ်ပြင်လုံးကိုပပလေးနဲ့လိုက်ပြီးတော့ဖြန့်ပြီးတော့လိမ့်ပေးလိုက်ပါမယ်ရှင်ခုဒါဆိုလို့ရှင်တော့ Dora ရဲ့ကျွေ makeup လေးကိုလိမ့်ပြီးသွားပါပြီ makeup လေးကလုံးဝပပကြည်ကြည်လေးပဲလုံးဝမပြဘူးမြင်တဲ့အတိုင်းပဲမျက်နှာပေါ်မှာရှိတဲ့အပြည့်နာဆိုင်တို့အခုလိုမျိုးပပကြည်ကြည်လေးနဲ့ဖုံးအုပ်ပေးတယ်ပြီးပြီဆိုတော့နင်းဒီအပေါ်မှာပေါင်တာလေးထည့်ရိုက်မယ်ပေါ့နော်နင်းဒီခုတော့ပေါင်တာထည့်ရရအောင်ကြိုက်နေဘာလို့လဲဆိုတော့ပြပေးမယ်ဘာဖြစ်လို့ကြိုက်တာလဲဆိုတာနင်းဒီပြပေးမယ်ဒီနေ့ဒီ Dora ရဲ့ပေါင်တာနံပါတ်1လေးသုံးပေးမယ်ပေါ့နော်နင်းဒီသုံးတာတော်တော်လေးတော့ကုန်နေပြီမြင်ရလားတော့မသိဘူးဘာဖြစ်လို့သုံးဖြစ်နေရလဲဆိုတော့အခုမြင်တဲ့အတိုင်းပဲပေါ့နော်အခုဒီမှာကြည့်လိုက်ဒီမျက်နှာပေါ်ကဒီလိုမျိုးရွှေပေါက်လေးတွေကိုပပလေးနဲ့ပိတ်ပေးဖို့အတွက်ပေါ့နော်အခုဒီမှာကြည့်လိုက်ဒီလိုပြောင်းနေတာလေးတွေပေါ့နော်ဒါလေးတို့ပပလေးနဲ့နော်ဒီရွှေပေါက်လေးတွေကိုပိတ်ပေးဖို့အတွက်ကိုနီနီကဒီပေါက်တာလေးကိုအသုံးပြုပေးရပဲဖြစ်ပါတယ်ပြီးတော့ဒီ makeup ကိုထပ်ပြီးတော့အုပ်ထားမယ်ဆိုလို့ရှိရင်ဒီ makeup look လေးကပို့ပြီးတော့ကြာရှည်ခံတယ်ပေါ့နော်ဒီအောက်ကလိမ့်ထားတဲ့ makeup လေးကပို့ပြီးတော့ကြာရှည်ခံပါတယ်အဲ့တော့ဒီ Dora ရဲ့ပေါက်တာလေးကိုမျက်နှာအစီပြန်တဲ့သူတွေပေါ့နော်အခုလိုမျိုးရွှေပေါက်လေး smooth ဖြစ်ရှင်တဲ့ရွှေပေါက်လေးပိတ်ချင်တဲ့သူကဒီ Dora ရဲ့ပေါက်တာလေးကိုသုံးလို့ရပါတယ်အခုဒါညဆိုလို့ရှင်တော့မျက်နှာတစ်ပြီးတော့မှမျက်နှာကို cleansing လုပ်ပြီးမှတော့အိတ်ပေးပါနော်နင်ဒီကတော့အခုလိုမျိုးပေါက်တာလေးကိုလည်းပပလေးပုတ်လိုက်ပါတယ် Dora ကကျတော့အခုလိုမျိုးပေါက်တာလေးလည်းထွက်တယ် foundation makeup လေးလည်းထွက်တယ် foundation makeup ကိုလည်းလိမ့်ပြီးပေါက်တာလေးလည်းပုတ်ပြီးဆိုတော့မျက်နှာမှာလိုအပ်တဲ့ color လေးတွေကိုလိုက်ထည့်လိုက်ပါမယ်နော်မျက်နှာ color ကိုတော့နှာခမ်းလေးတစ်ချောင်းနဲ့ပဲအသုံးပြုသွားမှာပဲဖြစ်ပါတယ်ခုဆိုးလိုက်တဲ့အရောင်လေးကတော့ BB ရဲ့ rich color ပန်းရောင်လေးပဲဖြစ်ပါတယ်ဒီနှာခမ်းလေးကနှာခမ်းလေးပန်းလေး eyeshadow အနေနဲ့3-in-1သုံးလို့ရတဲ့ formula နဲ့မြန်မာ FDA ထိုင်း FDA ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နှာခမ်းလေးပန်းလေး eyeshadow 3-in-1ကိုစိတ်ချလက်ချသုံးဆွဲနိုင်ပါတယ်ဒီနေ့အိမ်ထဲမှာပဲနေမယ်ဆိုတော့မျက်နှာကို color တွေအများကြီးမထည့်တော့ဘူး eyeshadow လေးကိုပပတင်လိုက်တယ်ပါးနီလေးကိုလည်းအခုပန်းရောင်လေးပဲခပ်ပါလေးတင်ပေးလိုက်ပါမယ်ဒီ makeup look လေးကတော့ပန်းရောင် look လေးဖြစ်သွားတာပေါ့ဒါလေးကတော့ before after လေးကိုရှင်းပြီးတော့ကြည့်နေပါမယ် Dora လည်းဆွဲဆောင်မှုအပြည့်ရှိတဲ့ foundation makeup လေးနဲ့ cream pad လေးပဲဖြစ်ပါတယ်ကဲလက်လီလက်ကမှာယူနိုင်ပါပြီရှင်ကျေးဇူးများတင်ပါတယ်